အားလုံးပဲမင်္ဂလာပါ Tested vlog ကနေကြိုဆိုပါတယ် ဒီနေ့တော့တပတ်တုပ်လေးနဲ့သမင်းစားပြပါမယ် အိမ်မှာကပေါ့နော်လက်ဖက်ကိုဒီလိုရိုးရိုးလက်ဖက်မဟုတ်ဖ ೇನೆ ပေါ့ဒီစီတော်ကြီးရှူရှဲနဲ့တုတ်စားရတာကိုကြိုက်ကြတယ်ပေါ့နော်ချားနှစ်ပြန်ကြော်ရီချက်ပေါ့နော်ဒိုးကလေးကစားလိုက်ရင်မွမွလေးနဲ့ပေါ့ပြီးတော့တက်သွန်ကြော်တွေကလည်းအများကြီးပါတော့ပိုပြီးကြိုက်ကြတယ်ခါရီကြလို့ရှိရင်သမင်းနဲ့တော့မဟုတ်ဘဲနဲ့ဒီတိုင်းစားပြတယ်နေ့တိုင်းဟင်းနဲ့ပဲစားနေရတာဆိုတော့ဟင်းကိုညင်းငွေလာပြီပေါ့နော်အဲ့တော့လက်ဖက်တုပ်လေးရယ်အိမ်လုံးရဲ့အကြိုက်ကြက်ဥကြော်လေးရယ်အားလည်းမင်းစားမှာပါအဲ့လိုလေတရားလေးစားရမယ်နော်။ဒါတော့တော်တယ်ကောင်းတယ်။နှစ်ပြန်ရောရလာကောင်းတယ်မော့စီမမွားလေးဒီနေ့တော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow နဲ့ share လေးလုပ်ပေးကြပါအောင်နော်နောက်ဗီဒီယိုတွေမှာဘာတွေဘယ်လိုစားပြမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးပဲ bye bye